အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ဟိုဒီ Windows တင်နေပေါ့နော် Boost တွေကိုဘယ်လိုဖန်တီးလဲပေါ့နော်ပထမတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော် Windows တွေကိုဘယ်လို Boost နဲ့ဘယ်လိုတင်မလဲပေါ့နော်ဒါလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်ပေါ့နော်ပထမတစ်ချက်ကတော့ကျွန်တော်ဒီ Windows တင်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီ Windows တင်မဲ့ Windows တင်မဲ့ Windows ရဲ့ ISO image လိုပါတယ် ISO image ကိုလည်း Windows ရဲ့ Google ရဲ့ search bar မှာ Windows 11ဆိုရင် Windows 11လို့ကျင်တယ်ဆိုလို့ရှိရင် Windows 11 ISO image လို့ရိုက်ပြီးရှာရင်ရပါတယ် Windows 10လို့ကျင်တယ်ဆိုလို့ရှိရင်လည်း Windows 10 ISO image လို့ရိုက်ပြီးရှာရင်လည်းရပါတယ်နောက်ပြီးတော့နောက်တစ်ခုလိုအပ်တာပါလဲဆိုတော့ဒါ Windows ISO image ရှာဒေါင်းတာပြီးတိုက်ပေါ့နော်နောက်တစ်ခုလိုအပ်တာကကျွန်တော်ဒီ Windows တင်မဲ့ stick ပေါ့နော် bootable stick bootable stick ဆိုတာလည်းလူမျိုးကြီးဟို bootable stick ဆိုတာက Windows နဲ့မတူဘူးလားလို့မေးရရှိပါတယ်တူတူပါပဲ Windows stick bootable stick နဲ့ Windows နဲ့တူတူပါပဲဘာကွာသွားလဲဆိုတော့ဒီ stick ပေါ်မှာ boot တင်ပြီးရဆိုလို့ရှိရင်ဒါကို bootable stick လို့ခေါ်ပါတယ်boot မတင်ရတဲ့ stick ကို UU stick ပေါ့နော်ကျွန်တော်ဒီလုပ်ငန်းသုံးပေါ့နော်လုပ်ငန်းတွေသုံးနေတဲ့ data transfer ပေးနေတဲ့ stick ပေါ့နော်အဲ့လိုဒါကိုတော့ UU stick လို့ခေါ်ကြပါတယ် data transfer ပေါ့နော် UU stick လို့ခေါ်တယ်ဒီ stick တစ်ခုက Windows OS တစ်ခုတင်ဖို့အတွက်သုံးထားရဆိုလို့ရှိရင်ဒါကတော့ bootable stick လို့ခေါ်တယ်ပေါ့နော်ကျွန်တော်လက်ထက်မှာရောက်နေတာတော့ဒါကတော့ဒီ 8GB လေးပေါ့နော် SP ထုတ်တဲ့ 8GB လေးပေါ့နော်ဒီ 8GB နော် 8GB လေးရှိရပေါ့နော်ဒီ 8GB လေးကကျွန်တော်တို့ဒီ Windows တင်မဲ့ stick လေးပါ boost stick လေးအခုလို့ဆိုတော့ကျွန်တော်ကဒါက boost stick တာမဖြစ်သေးဘူး hero stick ပဲဖြစ်သေးတယ်ဒီကောင်လေးကိုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီboost stick ဖြစ်အောင်လုပ်မယ်ဒါတော့ boost stick ဖြစ်အောင်လုပ်ဖို့ဆိုလို့ကျွန်တော်တို့လိုအပ်တာအထောက်အဆုံးလိုအပ်တာကISO image တစ်ခုလိုအပ်တယ်နောက်ပြီးတော့sorry USB ပေါ့နော် USB stick တစ်ခုတော့ stick တစ်ခုလိုအပ်တယ် flash drive တစ်ခုလိုအပ်တယ်နောက်ပြီးလို့ရှိရင်တော့တတိယတစ်ခုလိုအပ်တာပါလဲဆိုလို့ရှိရင်ဒီ reference လို့ခေါ်တဲ့ဒီ ISO image ကိုကျွန်တော်ဒီ stick ပေါ်မှာဘန်းဖို့အတွက်ဒီဘန်းပေးတဲ့ software ပေါ့နော်အဲ software တစ်ခုလိုအပ်ပါတယ်နော်ကဲဟုတ်ပြီကျွန်တော်တို့အရင်ဆုံးဒီ software တွေလိုအပ်တာရင် down လိုက်မယ်ပေါ့နော်ကျွန်တော် down ပြီးကြဆိုတော့မပြတော့ဘူးပေါ့နော်ကျွန်တော်ခုနပြောသလိုပဲ down ရဆိုလို့ရှိရင် Google မှာ search bar မှာရှာလို့ရတယ်ပေါ့နော်bootable stick ပေါ့ sorry Windows 10ဆိုလို့ရှိရင် Windows 10 ISO download ဆိုရလို့ရတယ်ဒါ down ပြီးကြဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်ကျွန်တော် down ပြီးကြဆိုတော့နော်ကျွန်တော်ကနေပြီးဆိုတော့ down လိုက်တာကြနောက်ပြီးတော့ဒီဒါလေးဒီကြောကကျွန်တော်ခုနကဒုတိယချက်အနေနဲ့ပြောတယ်ဒါ sorry တတိယချက်အနေနဲ့ပြော reference ဆိုတဲ့ဟာလေးပေါ့ကျွန်တော်ရဲ့ stick ကိုဒီမှာဘန်းပေးတဲ့ဟာလေးပေါ့ဗျာမြင်ရလားမသိဘူးကျွန်တော်ရဲ့ stick ပေါ်မှာဒီ ISO image ဘန်းပေးမဲ့ကောင်လေးပေါ့နော်အဲ့တော့ဒီကောင်လေးရဲ့ဒါလေးရဲ့နော် ISO image လေးရဲ့နောက်ပြီးဒီ stick လေးဆိုကျွန်တော်တို့ကသုံးစုံသွားပြီပေါ့နော်အဲ့ကျွန်တော်တို့ဘယ်လိုစပြီးဘန်းကြရအောင်ပေါ့အဲ့တော့ဒီ reference ကိုအရင်ဆုံးဖွင့်လိုက်မယ်ဒါကလေးနဲ့ဖွင့်လိုက်မယ်update တာပေါ့နော် update ဆိုတော့ no ပေးလိုက်မယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီမှာ drive ကဘာမှမပြသေးဘာလို့မပြသေးကျွန်တော်ဒီ state မထိုးရသေးတဲ့အတွက်ကြောင့်မို့လို့နော်ဒီကောင်ကတော့auto တည်တယ်ပေါ့နော်ကျွန်တော် state ကိုစိုက်လိုက်မယ်အဲ့ပေါ့နော်ဒါ state တက်သွားပြီပေါ့နော်ဒါကျွန်တော်အရင်အဟောင်းတင်ထားတာပေါ့နော် boost အဟောင်းတင်ထားတာပေါ့ဟုတ်ပြီဆမ်းမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် future water ကဒီမှာ 8GB ဆိုပြီးတက်လာပြီပေါ့နော် 8GB ဆိုပြီးတက်လာပြီအဲ့တော့ 8GB ဆိုတက်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော် slash မှာအောက် 8GB အောက်ပါရှိတော့ slash ဆိုတာလေးရှိရဗျအဲ့ stack လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဟိုပေါ့သူကဒီ ISO image ရှိတဲ့နေရာကိုသူကရှာခိုင်းတာပေါ့နော် ISO image ရှိတဲ့နေရာကိုသူပြခိုင်းတာပေါ့ကျွန်တော်ဘာလို့ဆရာမလုပ်ဘူးဒါဆို image ရဲ့နေရာပြပေးမယ်ဆိုလို့ရှိရင်ပြပေးမယ်အဲ့တော့ခုနဒီ file လေးဒီက folder လေးပေါ့နော်ဒီ folder လေးကိုပြန်သွားလိုက်မယ်သွားပြီးတော့ဒီ folder လေးရဲ့ဒီသူ့ရဲ့လမ်းကြောင်းလေးပေါ့နော်ဒီလမ်းကြောင်းလေးမြင်ရလားမသိဘူးဗျအဲ့လမ်းကြောင်းလေးကိုအဲ့ဒီလမ်းကြောင်းလေးကိုကျွန်တော်တို့ကဒီချက်ထောက်လိုက်မယ်ထောက်ပြီးဆိုလို့ရှိရင်ဒါလေးကို copy right click ထောက်ပြီးတော့ copy မယ် UPP ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနဟာလေးကို order တက်နဲ့ပြန်သွားလိုက်မယ် reference ကိုပြန်သွားလိုက်မယ်ရောက်ပြီဆို reference မှာသူဖွင့်ထားတဲ့ဒီ dialog ပေါ့နော် right reference ရဲ့ explorer ရွေးခိုင်းတဲ့ဟာရောက်ပြီဆိုလို့ရှိရင် reference ရဲ့ခုနကဒီ patch လမ်းကြောင်းလေးပေါ့အဲ့ကိုထောက်ပြီးတော့နော်right click ထောက်မယ်ပြီးရင် paste လုပ်လိုက်မယ်ဆိုလိုတာဗျာတော့ဒီ file ဒီ ISO image ရှိနေတဲ့လမ်းကြောင်းကိုဒီထဲကိုကူးထည့်တာပဲကူးထည့်လိုက်ပြီဆိုလို့ကျွန်တော်တို့ကမရှာချင်တော့လို့ဗျာဒီထဲမှာ file ပြလို့ရှိရင်ဒါကျွန်တော်ရှိမှာ PC ရှိမယ် PC ထဲမှာ E ထဲမှာ system ထဲမှာ Windows ဆိုတဲ့ folder ထဲမှာကျွန်တော်ဟို script ထားတာအဲ့တော့ကျွန်တော်ရှာရင်များလို့ဗျာကျွန်တော်ဒီလမ်းကြောင်းကူးချလိုက်တာကဲဟုတ်ပြီအဲ့လိုနောက်ပြီးတော့ဘာလို့ဆိုတော့ဒီ time view on နေလို့မရဘူးဒီ enter နှစ်ချက်နှိပ်ပြရမယ်ကာဆာကိုဒီမှာထောက်ထားပြီးတော့ enter တစ်ချက်နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ဒီ ISO image ရဲ့လမ်းကြောင်းရောက်သွားပြီကဲအဲ့တော့ဒီ ISO image ကိုဟုတ်ကြည့်မယ်နော် ISO ဒီမှာ type က this image type က this image type နောက်နည်းနည်းစမ်းကြည့်လိုက်မယ်
နော် get into PC နော် W10 ဆိုတာ Windows 10 H64 ဆိုတာ64 bit ကိုပြောတာကဲဟုတ်ပြီအဲ့တော့ဒီကောင်ကိုတင်မယ်ပေါ့နော်အော်တိုဘန်2020မှာထွက်ထားတယ်ပေါ့နော်နည်းတော့တိကတော့အောက်နေပြီပေါ့နော်ကျွန်တော်သုံးလို့အဆင်ပြေသေးတယ်ဒီကောင်လေးသုံးလို့အဆင်ပြေတယ်ကျွန်တော်ကဒီကောင်ပဲသုံးထားတာဖြစ်တယ်ကျွန်တော်ကတော့အစားတော့ INCN နေသုံးတာပေါ့နော် INCN ပေါ့ include ပေါ့နော်ဒီကောင်က Office တင်ရကျွန်တော်မတင်ရင် Office တက်မတင်ရင်လို့ခါရပါဟာဆိုပြီး down ချရတာပေါ့တကယ်ရွေးကြမှာမပါတဲ့ဖြစ်နေရပေါ့နော်တင်ထားပါတော့ဒါကတော့ဒီကောင်ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးတော့ open လုပ်လိုက်မယ်ပေါ့နော် open ဆိုရင်ဒီကောင်ဆိုရင်ဒါဆိုရင်ဒီကောင်ကသူခဏဆောင်မယ်ဒီ email သူဖတ်နေပြီပေါ့နော် IS ဆို email file တခုကိုသူဖတ်နေပြီပေါ့ဒီပေါ့နော်ဒီသူဖတ်နေတဲ့အချိန်မှာကျွန်တော်ကြာပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာimage option ရှိရပေါ့နော် image option မှာ standard window installation ကျွန်တော်ရေးပေးမယ်ရေးပြီးလို့ရှိရင်ဒီမှာဒီပေါ့နော်ဒါဒီမှာ GPT နဲ့ MB อ่ะဘာကွာလဲဆိုလို့ရှိရင် GPT နဲ့ MB อ่ะဆိုတော့ကျွန်တော်ဒီ window တင်မဲ့ window အတင်ခံရမဲ့ site ရဲ့ hard disk အမျိုးအစားပေါ့နော် hard disk မျိုးစားဆိုတာတဲ့ hard disk type ပေါ့နော် hard disk type ကိုပေါ်မှာမူတည်ပြီးတော့မျိုးစားတဲ့ type လိုပဲဝင်စင်ပြီးနော် type ပေါ်မှာမူတည်ပြီးတော့ရွေးပေးရတာဘယ်လိုလုပ်ဆိုတော့ကျွန်တော်ဒီ Windows 7ကနေတက်လာတာ set တွေတော်တော်များဆိုလို့ဒါ ambient တက်လာအများတယ် GPT တက်လာတာတော့မဟုတ်ဘူးအဲ့လို11D ပေါ့နော်ကျွန်တော်ရဲ့ Windows တင်လာတဲ့တွေ့ကြုံရဆိုလို့ဒါဟို11D အရင်မှထားနေပေါ့နော်ဒါ Windows 7ကနေပြီးတော့ Windows 10ပြောင်းမယ်ဟိတ်ဆိုလို့ရှိရင်အဲ့ set တစ်လုံးကဒါ ambient နေပြီးတော့ GPT ပြောင်းပေးရတယ်အဲ့လိုပေါ့နော်ဒါကိုဘယ်လိုကြည့်မလဲဆိုလို့ရှိရင်တို့ဒီမှာWindows search bar မှာကျွန်တော်ဒီ Windows search bar မှာပေါ့နော် Windows search bar ဆိုအောက်ကဟာလေးပြောတာဒီ search bar type here to search ဆိုတာဟာလေးပေါ့နော်ဒီ search bar လေးမှာပေါ့နော်SYS sorry ကစားရေးချလိုက်အောင်မယ်SYS INF လို့ရလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာပေါ်လာတဲ့ system information လို့ချက်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုရင်လိုလေးပေါ်လာမယ်လိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်မယ်နော်ဒါကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီ BIOS move ပေါ့နော် BIOS move က UEFI file နော် UEFI file ပေါ့ဒါ BIOS က UEFI file မျိုးစားပေါ့နော်ကဲဟုတ်ပြီဒါကျွန်တော်ဒါ BIOS လက်ချက်ကြည့်ရမယ်နော် BIOS က UEFI file မျိုးစားနောက်ပြီးတော့ကကျွန်တော်ဒီ hard disk ကိုသွားကြည့်မယ်ပေါ့နော်ကျွန်တော် hard disk ကဘာမျိုးစားသွားကြည့်မယ်ပေါ့နော်ဒီ hard disk ကိုကြည့်ပြမယ် disk manage ပါနော် disk manage ဆိုလို့ရှိရင်ဒီမှာ create and format hard disk ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်နှိပ်လိုက်ဆိုလို့ရှိရင်ခဏစောင့်ပေးလိုက်ပါဟုတ်ပြီကျွန်တော်ဒီမှာကျွန်တော်တင်မဲ့ hard disk ကကျွန်တော်အခုကဒီ Windows sorry ဒီ hard disk ပေါ်မှာမတင်ဘူး SSD ပေါ်မှာတင်မှာဖြစ်တယ်ဒီ SSD ကကျွန်တော်119 128GB ပေါ့နော်ဒီ 128GB ပေါ့ 128GB ကဒါပဲ general ပေါ့နော်အဲ့တော့ဒီကောင်ကိုချက်ထောက်လိုက်မယ် right click ထောက်လိုက်မယ်ပြီးလို့ရှိရင် property ဆိုတာရှိရယ်နော်property ကိုဒီဘက်ကဟာတွေမဟုတ်ဘူးเนาะဒီဘက်ကဟာတွေမဟုတ်ဒီ partition တွေမဟုတ်ဘူးเนาะဒီ system volume တစ်ခုလုံးကို right click ထောက်မယ်ပြီးလို့ရှိရင် property ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်เนาะကျွန်တော်ဒီမှာဒီအပေါ်ဆုံးမှာမြင်ရတဲ့ volume ဆိုတာရှိရယ်เนาะအဲ့ volume ကိုချက်ရွေးပေးလိုက်မယ်ရွေးပြီးလို့ရှိရင်တော့ဒီမှာမြင်ရပြီเนาะဒီမှာ GPT ဒါ GPT ဆိုတာက GPT ဒီဟာကကျွန်တော်ရဲ့ဒီ SSD လေးက GPT GUI partition table နေနဲ့သူ run ထားရလို့ပြောချင်တာပဲ partition style ပေါ့နော် partition style GUI partition table လို့ပြောချင်တာအဲ့တော့ကျွန်တော်ကဒီ set မှာဒီမှာတင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုအပ်တာကဒီနေရာမှာ GPT တို့ရွေးပေးရမယ်နော်တကယ်လို့ဒီ GPT မဟုတ်ဘဲနဲ့ဒီနေရာမှာ master boot record Ampere လို့ပေါ်နေခဲ့မှာဆိုလို့ရှိရင်နော် right လို့ထောက်လိုက်လို့ဒီနေရာမှာပေါ်လို့မှာmaster boot record Ampere လို့ပေါ်နေခဲ့မှာဆိုလို့ရှိရင်နော်ဒါလေးကဘယ်လိုခေါ်မလဲAmpere ခုနဒီreference မှာလည်း Ampere ဆိုတဲ့ဟာလေးရွေးပေးရမှာပေါ့နော်ဒီပေါ်မှာ Ampere ဆိုတဲ့ CR ရွေးပေးတိုင်းရပြီပေါ့နော်ကျွန်တော်ကGPT stick ကကျွန်တော်ရှိပြီးသွားပြီအဲ့တော့ Ampere stick နဲ့ကျွန်တော်ဆန်းပြီးတော့တင်မှာဖြစ်တယ်အဲ့တော့ Ampere ကိုပဲကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးဒါဘာရမှာလုပ်စရာမလိုဘူးfile system enable system ရာကြီးdefault ဘာလုပ်စရာမလိုဘူးနော်ဒီ ready ဆိုလို့ရှိရင် start လုပ်လိုက်မယ်အဲ့ချိန်မှာတော့ run နော်သူကဒီမှာ customize windows installation ပေါ့နော်ဒါကျွန်တော်နာမည်ပေးထားပါပေါ့နော်ဒီမှာတကယ်လို့ဒီပေါ့နော်ကျတဲ့နာမည်ဒါပေးလို့ရဒါက Windows တက်လာပြီဆိုလို့ရှိရင်ဒါဒီ Windows ကျွန်တော်တို့ဒီ sign in ဝင်တဲ့အချိန်မှာ Windows လို့ sign in တက်ရှိ sign in ဝင်တဲ့အချိန်မှာပေါ်လာတဲ့နာမည်ကဟို default ပေးထားတာပေါ့နော်ဒါကကျွန်တော်ပေးလိုက်မယ် USC ရပါတော့ user လို့ပဲပေးလိုက်မယ်ပြီးဒါလေးအမှန်ချိလိုက်မယ်နော် set region and option to save value as this user ဒါက region ကျွန်တော်ဒီမှာပေါ်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ဒီ Windows တင်ပြီဆိုလို့ရှိရင်ဒီ region change region တွေ language တွေ keyboard တွေတခါထည့်ပေးရဒါပေမဲ့ဒီကောင်က dialect လိမ့်ချင်းအပြင်
region တွေဒါတွေအကုန်လုံးသူကတစ်ခါတည်းကြော်ပြီးသားဖြစ်သွားမှာပေါ့နော်ပြီးတော့ disable collection skip privacy question ဆိုတာကကျွန်တော်ဒီမှာဘယ်မှာနေရဲเนาะဘယ်နိုင်ငံကဘာ EU ကဘာဆိုအဲ့ဒါမျိုးမေးရအကုန်လုံးသူက skip လိုက်မှာเนาะဒါအောက်ကဟာတော့မဖွင့်နိုင်ရတယ်ပေါ့နော်မလိုဘူးပေါ့နော်ပြီးရင်ကျွန်တော်ဒီokay ပေးလိုက်မယ်ခဏဆောင်မယ်ဒီမှာတော့ reference ဆိုတော့ running လေးပြပြီဒီ running ကတော့ error ပေးတာမဟုတ်ဘူးเนาะဒါတော့ running တတိပေးတာ all data on the device ဒီ device ပေါ်မှာ on device ပေါ့နော်ဒီ device မှာဒီ 8GB မှာရှိတဲ့เนาะဒီမှာတော့ပြထားတယ်เนาะ WL data.device ရဲ့နာမည်ပေါ့เนาะဒီမှာ 8GB မှာရှိတဲ့เนาะdata တွေအားလုံးက will be destroyed ဖြည့်ဆည်းခံလိုက်ရမယ်ဖြည့်ဆည်းခံရမယ်เนาะ to continue the operation เนาะဆက်ပြီး operation ဆက် run ဖို့အတွက် okay နှိပ်ပေးပါ to quit the click cancel ထပ်ဖို့ဆိုလို့ရှိရင်တော့ cancel နှိပ်ပေါ့တို့ကရတယ်ပြဿနာမရှိဘူးဒီထက်က data တွေအကုန်လုံးကကျွန်တော် backup ယူပြီးသွားပြီ save ပြီးသွားပြီမလိုအပ်တော့ဘူးဒီ stick ကဖြတ်ပြက်ရှင်လို့ပြက်စိတ်ဝင်စားပါဖြစ်တော့ဆိုလို့ရှိရင်တော့ okay နှိပ်လို့ရပြီဘယ်လိုမဟုတ်သေးဘူးကျွန်တော်စစ်စရာရှိသေးတယ်ဆိုလို့ရှိရင်တော့ file သွား folder ထဲဝင်ပြီးတော့စိတ်ရင်ကျွန်တော်အချိန်မှီသေးတယ်ပေါ့နော်စီးရင်တော့အချိန်မှီသေးတယ်ဒီစင်ဒီမှီသေးတယ် okay နှိပ်ပြီးတော့ကျွန်တော်တို့စီးလို့မရတော့ဘူးပေါ့နော်ကဲဟုတ်ပြီစမယ်ပေါ့နော်ဟုတ်ပြီဒီစီးတင်လေးကအနည်းဆုံးကျွန်တော်တို့မကြောက်ဘူးဆိုလို့ရှိရင်15မိနစ်20အနည်းဆုံးကြာပါတယ်အဲ့တော့ကျွန်တော်စိတ်ရှိနေစောင့်ပေးပါကျွန်တော်တို့ဒါကိုကျွန်တော်ကြော်လိုက်မယ်ပေါ့နော်ကဲဟုတ်ပြီပေါ့နော်ကျွန်တော်ဒီမှာဆိုအခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီခုနဘန်းထားလေးကပြီးသွားပြီပေါ့နော်ဒီ boost လောက်ထားလေးပြီးသွားပြီလိုမျိုးလေးပုံပေါ့နော်ဒီ ready ဆိုပြီးတော့ဒီအစိမ်းလေးနဲ့ပေါ်နေပြီပေါ့နော်အဲ့ဒီအချိန်မှာတစ်ခုတတိထားမှာပါတယ်ဆိုတော့ဒီ start ကိုထပ်ပြီးတော့မနှိပ်ရပါဘူးနော်အဲ့တော့ဒီနှစ်ကိုနှိပ်ရမှာဆိုတော့ close ကိုနှိပ်လိုက်ရပါပြီပေါ့နော်အဲ့ဒါဆိုရင်ရပြီပေါ့နော်ပိတ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီ state လေးရလာပြီပေါ့နော်ဒါ Windows state လေး boot EF5 တော့နော် boot manager ဆိုတော့ setup တို့ကုန်ရလာပြီပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ဒီ Windows တင်မယ်ဆိုလို့ရှိရင်ဘယ်လိုတင်မလဲပေါ့နော်ကဲကျွန်တော် set ကို shutdown ရင်ချလိုက်မယ်ကျွန်တော်တော့ shortcut key ပေါ့နော်ဒီ Windows X UU ကိုနှိပ်ပြီးတော့ကျွန်တော် shutdown ချလိုက်တယ်ပေါ့